အားလုံးပဲမင်္ဂလာပါကျော်စောကြီးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့ဒါ formula ကစားကွက်တီတွေကတစ်ခုဖြစ်တဲ့ဒါ 1+10 ကြီးထမ်းနေရဲ့ဒါဖွင့်လှစ်မှုတွေအကြောင်းကိုပဲဖြစ်ပါတယ်ဒီကြီးထမ်းနေမှာဆိုလို့ရှိရင်ဒါဘာလို့ကျွန်တော် formula လို့ပြောရဆို formula တွေကလည်းအကုန်လုံးဒါရာနှုန်းပြည့်မှန်နေတာမဟုတ်ဘူးဒါပေမဲ့ဘာလို့ formula လို့ပြောရလဲဆိုလို့ရှိရင်အဓိကကတော့ဒါပွဲ10ပွဲမှာအနည်းဆုံး9ပွဲ10ပွဲလောက်ထိကိုမှန်နေတဲ့အတွက်ကြောင့်မို့လို့ဒါ formula လို့ပြောရတာပဲဖြစ်ပါတယ်ဘယ်ရာမှတော့တသမတ်ထဲအလုံးစုံမှန်နေတာမဟုတ်တဲ့အတွက်ကြောင့်မို့လို့အကုန်ပွဲစဉ်တိုင်းကိုဒီကြီးထွက်တိုင်းလုံးဝအောင်နေမယ်လို့ပြောတာတော့မဟုတ်ပါဘူးအများဆုံးအောင်နေရာခိုင်နှုန်းမို့လို့ formula လို့ပြောပါအဲ့တော့ဒီနေ့ပြောမယ်ဒါကြီးတန်းကိုတစ်ချက်သွားကြည့်လိုက်ရအောင်ဒီနေ့ပြောမယ်ကြီးတန်းကဒါ 1+10 ကြီးတန်းပါ 1+10 ကြီးတန်းတွေကပြောမယ်ဆိုလို့ရှိရင်ဒီကြီးတိုင်းကတော်တော်များများသိကြတယ်နိုင်ရင်လည်းတစ်လုံးထပ်မပို့ဘူးနောက်ဆုံးပြောမယ်ဆိုရင်သီးတောင်ကျသွားနိုင်တယ်ဆိုတဲ့အနေအထားတွေမှာဒီလိုကြီးတန်းတွေဖွင့်တာများပါတယ်ပြီးခဲ့တဲ့ဒါဘက်ကဒါရှင်မန်ကစားသွားတဲ့ Man U ဆိုလို့ရှိရင်လေကြီးစားတယ်တဲ့ကြီးက 1+10 ပါဒါပေမဲ့တဖြည်းဖြည်းနဲ့ 1+20 လောက်ထိကြီးတက်လာတယ်ဒါပေမဲ့တက်လာပေမဲ့လည်းသူ့ရဲ့နောက်ဆုံးပြီးသွားတဲ့ရလဒ်က 2C ဆိုတဲ့ရလဒ်နဲ့ပဲပြီးသွားတယ်အဲ့လိုအနေထားမှာ 1+10 ကလည်းပြောမယ်ဆိုလို့ရှိရင်အောက်ဆုံးတစ်ခုကိုကြားတယ်ဆိုတဲ့ဟာကအမှန်ကန်ပါပဲဘာလို့အဲ့လိုအောက်ဆုံးကြားလဲလို့ပြောရတယ်ဆိုလို့ရှိရင် 1+10 တွေကဘယ်တော့မှတစ်လုံးထပ်ပို့ပြီးတော့သွင်းတာမရှိဘူးသွင်းရင်လည်းဂိုးပေါင်းဒါ3လုံးကြီးမှာလုံးဝမပိုတဲ့အနေထားတွေပါ 1+10 ကြီးတွေကိုပြောမယ်ဆိုလို့ရှိရင်ဂိုးပေါင်းကြီးဖွင့်လှစ်မှုတွေကဘယ်လိုကြီးတွေများလဲဆိုရှင်3လုံးတည်ဆိုတဲ့ဖွင့်လှစ်မှုတွေများပါတယ်အဲ့လိုအနေထားမှာ3လုံးတည်ဆိုတဲ့ကြီးတွေကလည်းဒါပြောမယ်ဆိုလို့ရှိရင်ဂိုးပေါင်းအပေါ်မတက်နိုင်ဘူး3လုံးထပ်မပို့ဘူးဆိုတဲ့ဖွင့်လှစ်မှုအနေထားတွေများပါတယ်ရလဒ်တွေကလည်းဒီတိုင်းပဲထွက်ပေါ်လာတဲ့အတွက်ကြောင့်မို့လို့ဒါပြောမယ်ဆိုရှင် 1+10 နဲ့3လုံးတည်ဆိုတဲ့ဒါဖွင့်လှစ်မှုတွေကတွဲပြီးတော့ထွက်လာတယ်လို့တော့အများနဲ့လို့ထွက်လာတယ်လို့တော့ပြောလို့ရပါတယ်အဲဒါကြောင့်မို့လို့ 1+10 ဆိုတဲ့ဒါဖွင့်လှစ်မှုတွေကဘယ်လိုပဲဖြစ်ဖြစ်ဂိုးပေါင်းအောက်ဒါမှမဟုတ်လို့ရှိရင် body out ဆိုတဲ့ရလဒ်တစ်ခုမဟုတ်တစ်ခုထွက်ပါတယ်ပြောမယ်ဆိုရင်တော့ကျွန်တော်ပြောနေကြဖြစ်တဲ့အောက်ဆုံးတစ်ကွက်ထဲမှာဒါ 1+10 လဲပါဝင်တာပဲဖြစ်ပါတယ်ဒါပေမဲ့လုံးစုံအမှန်နေတယ်လို့တော့ကျွန်တော်မပြောပါဘူးအများအားဖြင့်မှန်တဲ့အတွက်ကြောင့်မို့လို့ဒါ formula ကစားကွက်ပဲဖြစ်ပါတယ်ကျွန်တော်ဒီလိုပြောတဲ့အကြောင်းအရာတွေကညီကိုတို့အတွက်အကျိုးတစ်ခုခုဖြစ်တယ်ဆိုလို့ရှိရင်ပဲကျွန်တော်ဝမ်းသာပါပြီ